ရှိတယ်ကျွန်တော်တာမန်အုတ်တီနဲ့ရှင်ပြပါတို့တာမန်အုတ်တဲ့ဘာကောင်းလဲလို့အဲ့ဒါတွေရတော့ကျွန်တော်များများမရှင်းပြတော့ပါဘူးကျွန်တော်တာမန်အုတ်ကိုလည်းကျွန်တော်တာမန်အုတ်လုပ်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်တာမန်အုတ်ဒီအကြောင်းကျွန်တော်မသိဘူးတာမန်အုတ်ဒီဘယ်လောက်မာတယ်ဆိုတဲ့ဟာကတော့စာအုပ်တွေထဲမှာတို့ YouTube တွေမှာရှာကြည့်ရင်သိပါတယ်ဟာ Google ထဲမှာမီးလိုက်ရင်သိတယ်ကျွန်တော်ကကိုပစ္စည်းကကောင်းတယ်ဒီပစ္စည်းကမကောင်းဘူးလိုက်ပြီးညင်းထုတ်နေကြမလို့အရေးကြီးတာကကိုပစ္စည်းကောင်းလို့ကိုပစ္စည်းကောင်းပဲလို့လိုက်ညင်းနေကျွန်တော်တို့အချိန်ကုန်တာမညင်းကျွန်တော်လည်းမညင်းဘာလို့ဆိုသူများကိုလိုက်ညင်းအချိန်ကုန်တယ်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်သွားမှာကျွန်တော်တို့ကကိုပစ္စည်းကိုကောင်းအောင်လုပ်မယ်ကိုပစ္စည်းကောင်းကြောင်းကိုအမြဲတမ်းမျှဝေနေမှာအဲ့တော့ကိုပစ္စည်းကောင်းတာကိုကြိုက်တဲ့လူရှိရင်လိုက်တူပြီးတော့လုပ်ပါအတူယူပါရတယ်အဲ့ဒါကောင်းတဲ့အကြံဉာဏ်လေးကျွန်တော်ပေးမယ်မကြိုက်တဲ့လူရှိရင်ကျွန်တော်တို့မသွားမယူနဲ့ရတယ်သူလည်းအချိန်ကုန်တယ်ကိုသူမကြိုက်တာကိုကျွန်တော်လည်းသွားမပြောဘူးကျွန်တော်ရဲ့ဗီဒီယိုလေးတွေကြိုက်ရင်ကြည့်မကြိုက်ရင်ကြော်သွားမကြိုက်ရင် block ပလိုက်ဗျာရှုပ်တယ်အာယုံနဲ့နောက်တယ်အချိန်ကုန်တယ်ဟုတ်တယ်မညောက်လည်းအချိန်ကုန်တယ်ကျွန်တော်တို့လည်းအချိန်ကုန်တယ်အသက်တွေလည်းကြီးပြီအဲတော့လူငယ်တွေအတွက်ကျွန်တော်တို့အကျိုးရှိမဲ့ထင်တဲ့အားလေးမျှဝေတယ်ကြိုက်ရင်ကြည့်မကြိုက်ရင်ကြော်သွား block ပလိုက်အာယုံနောက်တယ်အဲဆိုလူတွေကကိုယ့်နဲ့ကိုယ်ချိန်နဲ့မြချိန်အတန်ဖိုးရှိတယ်ကျွန်တော်တို့ကနောက်လူငယ်တွေတိုးတက်ဖို့နောက်လူငယ်တွေအသိဉာဏ်လေးတွေပွင့်လာဖို့အတွက်ဒီစနစ်လေးတွေကိုကျွန်တော်တို့အများကြီးချပြပေးနိုင်ရမှာကျွန်တော်ကသိမနေရတော့ဟာအသက်60ရောက်လာတယ်ကျွန်တော်ဆိုရင်စက်ယုံနေမလုပ်ဘူးမလုပ်လည်းမလုပ်နိုင်ဘူးဒီနီးစနစ်ပိုင်းကိုကောင်းကောင်းလေးဒီစောက်ထားတယ်ဒီတဲ့အဆင့်မြင့်တဲ့ဟာတွေလည်းလုပ်ထားတယ်အဲလေးတွေကိုမျှဝေနိုင်အောင်လို့အဆင့်သင့်သုံးဆွဲလူတွေအဆင့်သင့်သုံးနိုင်အောင်ကျွန်တော်တို့ကဖန်တီးထားတာတွေရှိတယ် CSC နဲ့ပတ်သက်လို့ဆက်အသစ်တွေလုပ်ထားတာတွေလည်းရှိတယ်ထပ်လဲထွက်လာအောင်မှာဆက်ကြီးပဲလုတ်သလားတော့မဟုတ်ဘူးပြကျွန်တော်ကဆက်လဲလုတ်တယ်အဲ့ဆက်နဲ့ထုတ်လုပ်တိုက်တဲ့ပစ္စည်းကိုလည်းနောက်ကတွေတွဲပြီးတော့ဟာဒီဆက်နဲ့ထုတ်ရင်ဒီလိုပစ္စည်းရတယ်ဒီဆက်နဲ့ထုတ်ရင်ဒီ formula နဲ့ထုတ်ရင်ဒီလိုပစ္စည်းရတယ်ဆိုတာကိုကျွန်တော်တို့ပူးတွဲပြီးတော့ချပြနိုင်ရမှာဒါမှတူတက်မှာပေါ့နော်ကျွန်တော်တို့မှလည်းလုပ်ထားတာရှိပါတယ်။နောက်လည်းဒီတဲ့အဆင့်မြင့်တဲ့ဟာလေးတစ်ဆင့်ချင်းလုပ်ပြသွားမှာပေါ့။နောက်လူငယ်တွေအတွက်အကျိုးရှိပါတယ်။မန္တလေးတို့ရန်ကုန်တို့ဒီမြနေမြို့တွေမှာဆိုရင်အခုတဘာဝဘေးရန်ကြီးရဲ့ငလင်းကြီးကလောက်တယ်ခဏလည်းလောက်တဲ့အချိန်ကျရင်ကျွန်တော်တို့တိုက်တာအဆောက်အဦတွေပြန်ပြင်တာပဲဖြစ်ဖြစ်စပြီးတော့တိဆောက်တာပဲဖြစ်ဖြစ်အုပ်တွေကိုမရှိမဖြစ်သုံးရတယ်အဲသုံးတဲ့အချိန်ကျရင်ပေါ်ပါတဲ့အုပ်တွေငလင်းတန်းတိုင်းခံနိုင်အောင်လုပ်ရမယ့်အရာတွေအများကြီးရှိတယ်ညင်းခုန်နေဖို့အချိန်မရှိဘူးခုနောက်ပိုင်းကျွန်တော်တို့ထုတ်တဲ့ product တွေဆိုလို့ရှိရင်ဒီအုပ်မှာပဲကဘာမြေကြီးရဲ့ဆွဲအား delivery ကိုလိုက်ပြီးတော့အုပ်တွေမှာတခြားလေးကျွန်တော်ထည့်ထားညီပညာပေါ့နော်ထည့်ထားရှိတယ်အုပ်ကိုတာမန်မဟုတ်တော့အ
အုပ်မှာကဘာမြေကြီးရဲ့ဆွဲအားကိုလိုက်ပြီးတော့အလိုက်တင်လေးထည့်ထားတဲ့တခြားနည်းပညာလေးထည့်တာဒါဘာကိုခေါ်လဲဆိုတော့ကဘာမြေကြီးဆွဲအားတိုင်းကျွန်တော်တို့ကငလင်တွေလှုပ်လာလို့ရှိရင်ဒီငလင်တန်းတွေကိုခြီဖြတ်ဖို့အတွက်ဒီအုပ်မှာတခြားလေးတွေထည့်သွင်းထားတာအဲ့နည်းစနစ်လေးကျွန်တော်သုံးထားတာနောက်ပိုင်းအုပ်တွေဆိုရင်